ကောင်မလေးကသူမရဲ့ဒီဇိုင်းပုံစံကိုရုံးစပွဲပေါ်မှာတမင်တက်ထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။သူမထွက်သွားတာနဲ့ကောက်ကျစ်တဲ့လုပ်ဖော်ကိုင်ဘက်ကအမြန်ရောက်လာပြီးဒီဇိုင်းပုံစံကိုခိုးယူလဲသွားခဲ့ပါတယ်။ဘယ်သူမှသိမှာမဟုတ်ဘူးလို့သူမကထင်နေခဲ့ပေမဲ့ကောင်မလေးကအနောက်ကနေအကုန်လုံးကိုစောင့်ကြည့်နေခဲ့တယ်ဆိုတာကိုတော့သူမမသိခဲ့ပါဘူး။နောက်တစ်နေ့မှာတော့ကောက်ကျစ်တဲ့ကောင်မလေးကအဲ့ဒီဒီဇိုင်းကိုနိုင်ငံတကာအဆင့်မီမင်းသမီးကိုဝမ်းသာအားရသွားပြခဲ့ပါတယ်။ဒါပေမဲ့မင်းသမီးကတစ်ချက်ပဲကြည့်ပြီးချက်ချင်းထွက်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကာဝန်ကနာမည်ကြီးဒီဇိုင်နာတစ်ယောက်စီကနေကူးချထားတာဖြစ်နေလို့ပါပဲ။ဒါကိုကြားလိုက်ရတဲ့အခါကောက်ကျစ်တဲ့ကောင်မလေးအရန်ကိုအံ့ဩသွားခဲ့ပါတယ်။တကယ်တော့လွန်ခဲ့တဲ့9ရက်ကကောင်မလေး2ယောက်စလုံးဟာဒီဇိုင်နာရာထူးတစ်ခုတည်းအတွက်အလုပ်လာလျှောက်ခဲ့ကြတာပါ။အဲ့ဒီအချိန်ကတည်းကတစ်ဖက်ကောင်မလေးရဲ့အရေးချင်းကသူမထက်ပိုတာနေတာကိုကောက်ကျစ်တဲ့ကောင်မလေးသတိထားမိခဲ့ပါတယ်။ဒါကြောင့်ကုမ္ပဏီမှာကြီးကြပ်ရေးမှုဖြစ်နေတဲ့သူမရဲ့အဖေကိုကောင်မလေးကိုလမ်းကြောင်းထဲကနေဖယ်ရှားပေးဖို့အကူအညီတောင်းခဲ့ပါတယ်။ဒါကြောင့်အဖေဖြစ်သူကအချိန်ခဏကြာတော့ဝန်ထမ်းတစ်ယောက်ကိုလွတ်ပြီးကောင်မလေးကိုအင်တာဗျူးလုပ်မဲ့အထက်မစီကိုလမ်းညွှန်ခိုင်းခဲ့ပါတယ်။ကောင်မလေးကတနာရီလောက်စောင့်နေခဲ့ပေမဲ့ဘယ်သူမှရောက်မလာခဲ့ပါဘူး။အဲ့ဒီအချိန်မှာတန်ရှင်ရေးတော်ကြီးတစ်ယောက်ကသူမကိုတွေ့သွားပြီးဒီဌာနကအသစ်ဖြစ်လို့ဘယ်သူမှလာဦးမှာမဟုတ်ဘူးလို့ပြောပြခဲ့ပါတယ်။အဲ့ဒီတော့မှသူမလှည့်စားခံလိုက်ရမှန်းသိသွားပြီးအောက်ထပ်ကိုအမြန်ပြေးဆင်းသွားခဲ့ပေမဲ့အင်တာဗျူးခန်းကိုရောက်တဲ့အချိန်မှာကောက်ကျစ်တဲ့ကောင်မလေးကအရွေးခံရပြီးနေပါပြီ။သူမကအင်တာဗျူးစစ်တဲ့သူတွေကိုအရာအလုံးရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့သူတို့ကသူမနောက်ကျတဲ့အပြင်ပညာအရေးချင်းကလည်းဒီပလိုမာအဆင့်ပဲရှိတယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်သူမကိုပယ်ချခဲ့ပြီးထွက်သွားခိုင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဒရိုက်တာတစ်ယောက်အခန်းထဲဝင်လာပြီးသူမရဲ့ဒီဇိုင်းတွေကိုမြင်တာနဲ့သဘောကျသွားခဲ့ပါတယ်။ဒါကြောင့်သူမကိုဒီဇိုင်နာလုပ်ချက်ချင်းပေးလိုက်တဲ့အတွက်ကောက်ကျစ်တဲ့ကောင်မလေးကတော့မနာလိုဖြစ်ပြီးဒေါသထွက်ခဲ့ရပါတယ်။ကောင်မလေးကဒီသတင်းကောင်းကိုအဖေဖြစ်သူစီချက်ချင်းဖုန်းဆက်ပြောခဲ့ပါတယ်။ဒါပေမဲ့ဓာတ်လေကားထဲဝင်လိုက်တဲ့အခါမှာတော့ကုမ္ပဏီရဲ့တယောက်နဲ့မတော်တဆဝင်တိုက်မိသွားပါတယ်။သူတို့နှစ်ယောက်အရင်ကကုန်တိုက်တစ်ခုရဲ့အပြင်ဘက်မှာစုံဖူးခဲ့ကြတဲ့အတွက်တယောက်ကိုတယောက်မြင်ချင်းအရန်အံ့ဩသွားကြပါတယ်။အဲ့ဒီတော့ကဆီယိုကကောင်မလေးဟာသူ့ကိုတမင်တက်ရေးစားစကားလာပြောဖို့ကြိုးစားနေတယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့ကောင်မလေးကပန်းပွင့်တွေပါတဲ့ဝတ်စုံနဲ့ပုံနှိပ်ထားတဲ့နက်တိုင်ကိုဝတ်ထားတဲ့ယောက်ျားတစ်ယောက်ကိုသဘောကျလောက်တဲ့အထိသူမမျက်စိမကန်းသေးဘူးလို့ပွင့်ပွင့်လင်းလင်းပဲပြောချလိုက်ပါတယ်။အဲ့ဒီစကားကိုကြားတော့ဥက္ကဋ္ဌကအံ့ဩသွားပြီးသူ့ရဲ့နက်တိုင်ကိုမြေကြီးပေါ်ဒေါသတကြီးလွှင့်ပစ်ခဲ့ပါတယ်။အခုတော့ကံကြမ္မာကသူတို့ကိုထပ်ဆုံစေခဲ့ပြန်ပါပြီ။ဒီတစ်ချိန်မှာတော့ကောင်မလေးကဒါကိုတမင်တက်လုပ်နေတာလားဆိုပြီးဆီယိုရဲ့တန်တရားကပိုကြီးလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးကဒါဟာဥက္ကဋ္ဌတီးတန့်သုံးတဲ့တက်လေကားဖြစ်နေတာကိုသတိထားမိသွားပါတယ်။သူမနှစ်ခါတိုင်စော်ကားခဲ့မိတဲ့အမျိုးသားဟာတကယ်တော့ကုမ္ပဏီရဲ့တတိဖြစ်နေမှန်းသိလိုက်ရတဲ့အတွက်အရန်ကိုလန့်သွားခဲ့ပါတယ်။ရှက်ရှက်နဲ့ပဲတက်လေကားထဲကနေအမြန်ထွက်လာခဲ့ပြီးမထွက်ခင်မှာသူ့ရဲ့စိတ်လေးနူးညံ့သွားအောင်ချီကျူးစကားလေးတစ်ခုပြောခဲ့ပါသေးတယ်။အဲ့ဒီနေ့ညကုမ္ပဏီပါတီပွဲမှာတော့ကောက်ကျစ်တဲ့ကောင်မလေးကသူမရဲ့ပညာရည်ချင်းကိုလူပုံအလဲမှာလောင်ပြောင်ခဲ့ပြီးမကြခင်အလုပ်ပြုတ်တော့မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကသူမရဲ့စကားတွေကိုတိတ်ကြီးမဆိုင်ဘဲကိုယ့်နေရာကိုသွားထိုင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကောက်ကျစ်တဲ့ကောင်မလေးကသူမရဲ့ဝတ်စုံကိုအနောက်ကနေညှက်ပစ်လိုက်ပါတယ်။လုပ်ဖော်ကိုင်ဖက်တွေကသူမကိုရေမောကြပြီးကောက်ကျစ်တဲ့ကောင်မလေးဟာအနာဂတ်ရှိရဲ့ဇနီးလောင်းလို့ပြောကြပါတယ်။ဒါကိုကြားတော့ကောင်မလေးကဘာမှတုံ့ပြန်မှုမလုပ်ဘဲစပွဲထိုးတစ်ယောက်စီကနေအနဲ့ချီကျိုးတောင်းပြီးသူမရဲ့ဝတ်စုံကိုကိုယ်တိုင်စတင်ပြုပြင်ခဲ့ပါတယ်။သူမပြန်ရောက်လာတဲ့အခါလူတိုင်းအံ့ဩသွားခဲ့ကြပါတယ်။သူမရဲ့စုပ်ပြဲနေတဲ့ကာဝင်းရှိကိုစတိုင်ကြတဲ့မညီမညာကာဝင်းတိုလေးဖြစ်ပြောင်းလဲပစ်လိုက်လို့ပါပဲ။ကောင်မလေးကကောက်ကျစ်တဲ့ကောင်မလေးကိုသူမကာဝင်းရဲ့တန်ဖိုးကိုချက်ချင်းပြပြီးရော်ကြီးပေးဖို့တောင်းဆိုခဲ့ပါတယ်။ကောက်ကျစ်တဲ့ကောင်မလေးကစင်ကြေပေးဖို့ကြိုးစားပေမဲ့ကောင်မလေးကပြုံးပြီးနင့်ကိုနဲ့အနာဂတ်စီရဲ့ဇနီးလို့ပြောနေမှာတော့ဝတ်စုံတစ်စုံစာလောက်တော့ပေးနိုင်မှာပါလို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားတော့ကောက်ကျစ်တဲ့ကောင်မလေးလည်းငြိမ်ချသွားပြီးသူမရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်ချက်ချင်းပဲပတ်စံရှင်းပေးလိုက်ရပါတယ်။ဒါပေမဲ့သူမရဲ့ရင်ထဲမှာတော့လက်စားချေဖို့ဆုံးဖြတ်ထားပြီးသားပါ။သူမကဝိုင်းခွက်ထဲကိုရှာလက်ကားရီခိုးရော့ထည့်လိုက်ပြီးအတူအယောင်တောင်းပန်စကားပြောကလူပုံအလဲမှာအဆက်ကွဲစေဖို့ရည်ရွယ်ချက်နဲ့ကောင်မလေးကိုတောက်ဖို့ပေးလိုက်ပါတယ်။အခုဆက်ပြီးဘာတွေဖြစ်လာမလဲ